Hello,အားလုံးမင်္ဂလာပါနော်။ကဲဒါကတော့ကျွန်တော်ဆိုင်မှာရှိတဲ့နှစ်စီးပေါ့နော်။ဒါကတော့ကျွန်တော်ဆိုင်မှာရှိတဲ့ဒီကိုနှစ်ကောင်ပါနော်။ရောင်းမယ်ကျွန်တော်ဒီကောင်တော့ license ကျပြီးသား29ယူနဲ့နော်။နာမည်ပေါင်းနဲ့အနီရောင်နဲ့ line လုံးဝ license အားလုံးပါပြီးသား။ဒီကောင်ကတော့နောက်ဆုံးပုံ model ယာယီနဲ့ပဲရှိအောင်ပဲ။နော် parking ဖောက်တာ။ parking ဖောက်တာမကြသေးဘူးနော်။ကီလိုကတော့ဒီကောင်ကနှစ်ကီလိုနှစ်ပဲရှိတယ်အခုမှနော်အနေထားတာနောက်ဆုံးပေါ့ဒီကောင်ကတော့အားလုံးလုပ်ပြီးသားအားလုံးဆင်ပြီးသားနော်အားလုံးပေးမယ်ဒီကောင်ဝင်အားလုံးပေးမယ်ဒီကောင် Sam shade တွေရောဘေးကာတွေရောထိုင်အကုန် dashboard တွေရောအကုန်ယူအကုန်ပေးတယ်နော် wiper တန်းအစနော်အကုန်ပေးမယ်နော်အားလုံးစတီကာတွေအားလုံးကတ်တာတွေဝယ်တဲ့လူကဘာမှထည့်ကြမလို့ဒီမှာဆိုရင်နေကအလှတွေပါတယ်နော်လှပြီးသားသူကလည်းသူအဲ့တော့ဘာထည့်ကြမလို့ဒီကောင်လည်းရောင်းမယ်ဒီကောင်လည်းရောင်းမယ်နှစ်ဘိန်းလုံးကျွန်တော်ရောင်းပေးမယ်အဲ့တော့စိတ်ဝင်စားတဲ့ညီကိုများရှိတယ်ဆိုရင်ကျွန်တော်ကိုလည်းဆက်သွယ်လို့ရပါတယ်ကဲဒါတော့သူရဲ့အနေထားလေးရှိုးမယ်နော်ဒီကောင်မှာနောက်တော့နံပါတ်ပြကျွန်တော်မတက်ရသေးဒီကောင်နံပါတ်ပြကျွန်တော်မတက်ရသေးအရှိပဲနံပါတ်ပြတက်ရတယ်နော်ဒီကောင်ကတော့ယာယီပဲရှိသေးတယ်ကွာပါကင်ဖောက်လာတာဘယ်ကဲနှစ်စီးလုံးရောင်းပေးမယ်နော်ညီကိုတွေအတွက်အတန့်နေပါနော်ဘိန်းတန့်နေကိုကဲလိုရတဲ့မိတ်ဆွေများကျွန်တော်စီဆက်သွယ်လို့ရပါတယ်ကဲအားလုံးကျေးဇူးတင်ပါတယ်နော်